သေကံလေးကြလာတဲ့အခါကျလို့ရှိရင်ဝိညာဉ်မချုပ်တာဟာသွားရလန်ခီမသေးကြသေးလို့မှတ်လိုက်စမ်းပါမှန်ပါဗျာဘာကြောင့်ဝိညာဉ်မချုပ်ပါလဲသွားရလန်ခီမသေးကြသေးလို့ဝိညာဉ်တော်တော်နဲ့မချုပ်သူစိတ်ထဲမှာအဲ့တော့ကဲသေကြတော့မယ်ဆိုတော့လေဥက္ကမောင်ရေဥဝတို့နမိတ်ထင်လားမှန်ပါဗျာတခါလေတိတ္တဖြစ်မဲ့ပုဂ္ဂိုလ်ဖြင့်တောင်ကြီးတွေ6ကြီးတွေ6ကြားကြီးတွေဒါတွေမြင်လာမှန်ပါဘုမပြိတ္တဘုံကြီးမြင်နေပြီမှန်ပါဘယ်ကလူငါဆောင်ကမမြင်ဘူးနော်မှန်ပါသွားမဲ့ပုဂ္ဂိုလ်ကသင်မဲ့ပုဂ္ဂိုလ်ကမြင်တာမှန်ပါအဲ့ဒီအချိန်မှာငရဲသွားမဲ့ပုဂ္ဂိုလ်ဖြစ်လာမနေ့ကပြောခဲ့တဲ့ငရဲမိတို့ငရဲအိုးကြီးတို့ဆူးနေတာတွေငရဲရင်းတွေကဟိုမှာသိုးဆွပြီးတဲ့ကာလတပ်ဖြတ်ခုတ်ထစ်နေတာတွေမြင်နေရမှန်ပါဟောငါဖြင့်အဲ့ဒီသွားတော့မှာပဲဆိုတာသိကြရောလူပြေသွားမဲ့ပုဂ္ဂိုလ်ဖြစ်လာအမိဝန်းကောင်းကိုမြင်နတ်ပြေသွားမဲ့ပုဂ္ဂိုလ်ပဲနတ်သမီးပိတ်မှမရေသာပဲနေမြင်သဘောကျအဲ့ဒါမမြင်ပဲနဲ့တော့ဖြင့်ဘယ်သူမှမသိဘူးမှန်ပါပါဒါမိမိပြုထားတဲ့ကံဤနမိတ်ပေါ်တာမှန်ပါဗျာမိမိပြုထားတဲ့ကံဤနမိတ်ပေါ်တာနမိတ်ပေါ်တာတဲ့ဓမ္မတွေလူတိုင်းတွေ့ကြုံရမယ်နော်မှန်ပါဗျာလူတိုင်းတွေ့ကြုံရမယ်အဲ့တော့ဓမ္မတို့ကိုပြုထားတဲ့သာခင်သမီးခင်ဆွေခင်မျိုးခင်အယောင်းနဲ့ဝဲနဲ့ဥပဒနာလို့မလို့အချိန်တွေကအလွယ်သုံးစားနဲ့ကုန်ခဲ့ပြီဆိုမှဖြင့်ဝေဒနာလည်းဖြတ်ခနဲ့ရောက်ပြီးကြလားဖြတ်ခနဲ့သေကဏိကဖြစ်လာတဲ့အချိန်ကြတော့စေသမားတွေဝါသမားတွေဆွေးနွေးညာတွေဝိုင်းနေညာတော့လေသူတို့လည်းမသိဘူးကိုယ်အပြင်မြင်နေတာတောင်ကြီးတွေ6ကြီးတွေငရဲမီတွေငရဲမီလျံတွေအဲ့ဒီအချိန်မှာဒီလူမှာတရားဓမ္မတို့သွားကြည့်မျက်နှာညှိုးနေတာမျက်နှာညှိုးနေတယ်ဥက္ကမဘာဖြစ်တတ်မျက်နှာညှိုးပါဗျာမျက်နှာသိမ့်ညှိုးစကမေးတော့မရတော့ဘူးနော်စကမေးတော့မရဘူးတရားဓမ္မတို့မျက်နှာတော့ညှိုးကြတယ်လို့ညှိုးတာမဟုတ်ဘူးသူများလည်းဆွေလည်းဆွေမျိုးပြောချိန်မရတော့သူသွားရမယ်လားသူသိနေငါတော့အမှားကြီးမှားပြီဆိုပြီးညှိုးလိုက်တယ်ရင်းမိကြပါလားဘယ်နဲ့ကြောင့်ညှိုးပါလဲငါတော့အမှားပါညှိုးတာပါဗျာအနေဆိုးနေခဲ့တဲ့အခါဖြင့်ငါဖြင့်အသေးဆိုးနဲ့တည်ပြီးဒီကလာအရောက်ဆိုးတော့ကြုံရတော့မယ်ဆိုတာသူတယောက်တည်းသိမှန်ပါဗျာဓမ္မတို့ဘယ်လောက်ကြောက်ရကောင်းဟုတ်ပါဘူးဒါလမ်းကွဲမရှာတဲ့ပုဂ္ဂိုလ်နော်မှန်ပါဗျာဒီလမ်းကွဲမရှာတဲ့ပုဂ္ဂိုလ်ပြောနေပါတယ်ဓမ္မတို့ခုလိုဝိပဿနာလုပ်ထားတဲ့ပုဂ္ဂိုလ်များကြတော့ဘုန်းကြီးပြောပါမယ်အလွန်ကျေးဇူးများတဲ့အကြောင်းပြောပြပါမယ်ဒီမလုပ်တဲ့ပုဂ္ဂိုလ်တော့တခါမျက်နှာတွေကညှိုးလိုက်ဘေးကနေပြီးကလမြန်းသုတ်ပွားရင်းနဲ့မျက်ရည်လေးတွေသုတ်ပေးလိုက်နှက်ကလေးတွေထွက်လာတာသုတ်ပေးလိုက်ဥက္ကမောင်ဓာရီလေးမြင်မှုပါလေမှန်ပါပါအဲ့ဒါသူ့စိတ်ထဲမှာမချမ်းသာလို့ဖြစ်ရခင်ဗျားတို့ကယောဂထင်တယ်ယောဂကပြင်းလို့မဟုတ်ဘူးသွားရမယ်လမ်းကလမ်းစိုးကြီးမြင်နေတယ်မှန်ပါပါသွားရမယ်လမ်းစိုးကြီးမြင်နေလို့မျက်ရည်တွေလည်းကောင်းဖို့စီကြနတ်တွေဘာတွေကလည်းယူစီးလာဝန်းနေတယ်အနေစိုးနေကြလို့သေစိုးတော့ဖြင့်သေရတော့မယ်ကြကြပါအောင်ယူကြပါအောင်လို့လည်းပြောချင်ကမရဘူးမရဘူးဟိုကဘယ်လောက်ဆိုးပါတော့အဲ့တော့ဘုရားကဇာယထဘိက္ခွေမာပမာရထ44ချိန်မှာဘိက္ခွေငါးဤစေသားတို့မြတ်တို့ဇာယထယခုလိုအိုကအနာမရောက်ခင်ဝိပဿနာရှုကြကွာမာပမာရထယခုချိန်မင်းတို့ဆရာကောင်းနဲ့တွေ့နေတယ်မေးချိန်မဟုတ်ဘူးကွာအခုမေးချိန်မဟုတ်တော့ဘူးလေမှန်ပါပါမေးရသည်ရှိတော့တဲ့ပစ္စာမင်းတို့သေတဲ့အခါကာလကျဝိပရိသရိနောဩငါတော့ဖြင့်အနေဆိုးခဲ့လို့အသေးဆိုးဖြင့်သေရတော့မှာပဲလို့အဲ့ဒီကျမှမျက်ကြီးငယ်နှလုံးမသားခြင်းဖြစ်မနေစမ်းပါနဲ့ဘုရားမှားတာတော့ဘုန်းကြီးကမှားတာမဟုတ်ဘူးမှန်ပါပါဗျာဘုရားအကုန်ကြည့်ပြီးတော့မှားတာဓမ္မတို့